မိုက်စာကမတ်နဲ့ပြန်ပွဲစုံ9ပွဲဆက်နိုင်ရခဲ့တဲ့ကမ္ဘာချန်ပီယံအားလုံးပဲမင်္ဂလာပါရိုစီညာရဲ့ချက်စီတင်းကတော့ညကဝက်ဆန်တင်းတဲ့ပွဲစဉ်မှာငကိုပြည့်ရှုံးကနေကမတ်ပြပြီးပြန်ပွဲစုံ9ပွဲဆက်နိုင်ရရှိသွားခဲ့ပြီဖြစ်ပါတယ်ပထမပိုင်းမှာလူထုတ်ပုံအမားတွေပြုလုပ်လာတဲ့ရိုစီညာတယောက်ဒုတိယပိုင်းမှာတော့မှန်ကန်တဲ့လူစားလဲမှုတွေပြုလုပ်ခဲ့ပြီးဒီယာဒီရဲ့အကောင်းဆုံးကမတ်ပွဲကိုလုပ်ပြသွားခဲ့တာပါဂျာအိုဘတ်တိုကတော့အတော်လေးခြေတက်နေတယ်လို့ပြောရမှာဖြစ်ပြီးညကပွဲစဉ်မှာလည်းတကိုးသွန်းကဂိုးပတ်နေမှုတစ်ချိန်ပြုလုပ်နိုင်ခဲ့တယ်လို့ပွဲစဉ်အကောင်းဆုံးကစားသမားစုကိုပါသိမ့်ပိုက်သွားနိုင်ခဲ့တာပါဒီနိုင်ပွဲကြောင့်ချက်စီတို့ကအစင်လေးနေရာထိကိုယာယီတက်လန်းသွားခဲ့ပြီဖြစ်ပြီးဒီပြရိုစီညာလက်ထက်အကောင်းဆုံးပုံစံမှာရှိနေပြီလည်းပဲဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့အကြောင်းကိုပြောရမယ်ဆိုရင်ချက်စီတို့ကတိုက်စစ်မှာဒီလက်ကိုထောင်ထားခဲ့တာဖြစ်ပြီးဂါနာချိုကိုပါမာကီတန်တို့နဲ့တွဲပြီးလာခဲ့တာပါကွင်းလယ်ပိုင်းမှာတော့အန်ဆိုကိုင်စီရိုအတွဲပြင်ကန်ဆယ်ပိုင်းမှာတော့ချာလူပါပါရီရှီလီဂုစဒိုဟာဒိုရိုနဲ့တူ၄နှစ်၃နှစ်ပုံစံခင်းချင်းလာခဲ့တာဖြစ်ပါတယ်ဝက်ဆာမာတွေကချက်စီတို့ကဂိုးရဖို့ကြိုးစားနေတဲ့ဆိုပေမဲ့တကယ်တမ်းဂိုးရသွားခဲ့တာကဝက်ဆန်တို့ဖြစ်ပြီးပွဲချိန်6မိနစ်မှာတင်ဘိုဝင်ရဲ့မထင်မှတ်ထားတဲ့ကန်ချက်နဲ့ဝက်ဆန်တို့ဥဆောင်ကိုစတင်ရရှိသွားခဲ့တာပါဥဆောင်ကိုခွင့်ပြုပေးခဲ့ပြီးတဲ့နောက်ချက်စီတို့ကချေပါကိုရဖို့တိုက်စစ်ဆင်မှုတွေပြုလုပ်ခဲ့ပေမဲ့ဘိုးတော့ထမ်းမရခဲ့ပဲပွဲချိန်35မိနစ်ရောက်မှဝက်ဆန်တို့ကိုဒုတိယမြောက်ဥဆောင်ကိုခွင့်ပြုပေးလိုက်ရပြီးပထမပိုင်းကတော့ဝက်ဆန်တို့ရဲ့ငကုပြက်ဥဆောင်ကြီးကိုခံရတာဖြစ်ပါတယ်ဒုတိယပိုင်းမှာတော့ချက်စီတို့ကလူစီရင်ပြောင်းလဲများစွာပြုလုပ်လာတာကိုမြင်တွေ့ခဲ့ရပြီးတိုက်စစ်ပိုင်းမြင့်တင်လာခဲ့ပါတယ်အဲဒီနောက်ပွဲချိန်56မိနစ်ရောက်မှတော့ပိုပါနာရဲ့ပြည့်တဲ့မော်ဂတ်စင်လူစားဝန်လူစားသမားဂျာအိုဘတ်တိုကခေါင်းတိုက်သွေးယူပြီးသွားခဲ့တာကြောင့်ချက်စီတို့ချေပါကိုတကူပြန်လည်ရရှိသွားခဲ့ပါတယ်ချေပါကိုရရှိပြီးတဲ့နောက်ပွဲကချက်စီတို့ပွဲဖြစ်သွားခဲ့တယ်လို့ပြောရမှာဖြစ်ပြီးနောက်လျှောက်ဆိုသလိုတိုက်စစ်ဆင်မှုတွေကိုမြင်တွေ့နေခဲ့ရတာပါပွဲချိန်မိနစ်80ရောက်မှတော့ချက်စီတို့အတွက်တေးရလက်ဖြစ်ပေါ်စေမဲ့ဒုတိယမြောက်ချေပါကိုကူကူရဲလာကသွေးယူပြီးသွားခဲ့တာကြောင့်မျောလင်းချက်ရောင်ကြီးတန်းလာခဲ့ရပါတယ်တေးရလက်ဖြစ်သွားချိန်မှာတော့ဝက်ဆန်တို့ကလူစီရင်ပြောင်းလဲများစွာပြုလုပ်ခဲ့ပြီးပွဲကိုထိန်းချုပ်ဖို့ကြိုးစားလာခဲ့ပေမဲ့လုံးမဖြစ်ခဲ့ပဲမိနစ်90ပြည့်လို့နာကျင်ချိန်ပေါ်2မိနစ်ရောက်မှာတော့ဂျာအိုဘတ်တိုရဲ့ဖန်တီးမှုကတည်းကအန်ဆိုဖာနန်ဒက်ကဖိုးတန်နိုင်ကိုသွေးယူပြီးသွားခဲ့ပြီးချက်စီတို့အတွက်မိုက်စာကမ်းမတ်နိုင်ပွဲကိုပေါ်ဆောင်သွားနိုင်ခဲ့တာပဲဖြစ်ပါတယ်ဒီနိုင်ပွဲကြောင့်ချက်စီတို့ကဘန်ပွဲဆုံးနောက်ဆုံး9ပွဲဆက်နိုင်ရရှိသွားခဲ့ပြီဖြစ်ပြီးဒါမဲ့အာဆင်နယ်နဲ့ပွဲစဉ်အတွက်လည်းစိတ်တစ်ပိုင်းဆိုင်ရာမှာပိုအားကောင်းသွားခဲ့ပြီဖြစ်ပါတယ်